Revit မှာ number တွေကို manually လိုက်ပြင်နေရတာ raw number တွေကိုတစ်ခုစီလိုက်ပြင်နေရတာ sheet detail number တွေကိုလိုက်ပြင်ရတာစသဖြင့် renumber လုပ်ရတာမျိုးတွေကို manually လုပ်မနေကြတော့ဘူးဆိုရင်တော့ဒီ video လေးကကူညီပေးပါလိမ့်မယ်မင်္ဂလာပါ internet YouTube channel ကနေကြိုဆိုပါကျွန်တော်ကအခုဒီမှာရှိနေတဲ့ raw number တွေကိုပြန်ပြီးတော့စီချင်တာပေါ့နော်အခုဖြစ်နေတာကဒီမှာ122 123 124 125ဒါပေမဲ့ကျွန်တော်ကဒီဘက်ကနေ counter clockwise ပြန်ပြီးတော့စီချင်တယ်ဆိုပါတော့122 123 124 125ကျွန်တော်တို့ manually ပြောင်းရင်တော့ရတာပေါ့နော် run tag ကို select မှတ်မယ်ပြီးရင် raw number ကိုပြောင်းလိုက်မယ်ဒါဆိုရင်လည်းရတယ်ဒါပေမဲ့ဒီထက်ပိုမြန်တဲ့နည်းလမ်းလေးရှိတယ်အဲ့ဒါက PyRabbit ထဲက renumber ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးသွားရင် run တွေကိုပြောင်းချင်တာဆိုတော့ rooms ဆိုတာလေးကိုရွေးလိုက်မယ်ပြီးသွားရင် static number ကိုပေးလိုက်မယ် static number က122 okay 122ကဘယ်ကနေစချင်တာလဲဆိုတော့ဒီ run လေးဆိုတော့ click လိုက်မယ်ပြီးရင်123 124 125အစင်လိုက် click လိုက်မယ်ပြီးရင် escape နှိပ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ click ထားတဲ့ order အတိုင်း static number ကိုတစ်ခုစီတိုးပြီးပေးသွားလိမ့်မယ်ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် renumber ကိုသုံးလို့အဆင်ပြေတယ်အဲ့ဒါအပြင်ကျွန်တော်တို့မှာဆိုပါစို့ sheet တစ်ခုမှာ view တွေအများကြီးရှိတယ်ပေါ့ဗျာအဲ့ဒီ view တွေရဲ့ detail number ကိုပြောင်းခြင်းနဲ့ဆိုရင်လည်း renumber ကိုသုံးလို့ရမယ်အခုဆိုရင်ကျွန်တော်မှာ detail number တွေကပြောက်တော့ဖြစ်နေတာပေါ့ဗျာဒီမှာဆိုရင် area 1က detail number 4ကြီးဖြစ်နေတာပေါ့ကျွန်တော်က area 1က detail number 1 area 2က detail number 2အဲ့လိုဖြစ်ချင်တယ်ပေါ့ကျွန်တော်တို့ manually ပြင်လို့တော့ရတယ်ဥပမာဒါလေးကို select မှတ်ဒီလိုပြင်လို့ရတယ်ဒါပေမဲ့ sheet တစ်ခုထဲမှာဆိုရင် detail number တစ်ခုကိုတစ်ခါပဲသုံးလို့ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့မှာ detail number 1ကဒီမှာရှိပြီသားကျွန်တော်ကဒီဟာကို detail number 1အနေနဲ့သုံးချင်တယ်ဆိုပြီးပြောင်းလိုက်ရင်1 in ပေါ်လာမှာပါ detail number is already in use enter a unique number ဆိုပြီးပြောပါလိမ့်မယ်ဆိုတော့ရှိပြီးသား detail number ကိုအရင်ပြောင်းအောင်ပါပေါ့နော် dash ထည့်လိုက်တာဖြစ်ဖြစ်ဒီရှိထဲမှာမရှိသေးတဲ့ number ကိုပြောင်းလိုက်တာဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးလုပ်လိုက်လို့ရတယ်အဲ့တော့နည်းနည်းလေးပို့လို့ရှုပ်တာပေါ့နော်အဲကြောင့်ကျွန်တော်က renumber ကိုသုံးလိုက်မယ်ပြီးရင် view post ကိုနှိပ်လိုက်မယ် starting number ကို1လို့ပေးလိုက်မယ်ပြီးရင် okay ပေါ့ပြီးသွားရင် detail number 1ဖြစ်ချင်တဲ့ view post ကို click လိုက်မယ်ပြီးရင် detail number 2ဖြစ်ချင်တဲ့ view post စသဖြင့်အစင်လိုက် click သွားလိုက်ရုံပဲပြီးရင်တော့ escape နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကို click ထားတဲ့ order အတိုင်း static number ကိုတစ်ခုစီတိုးပြီးတော့ပေးသွားပါလိမ့်မယ် okay အခုဆိုရင် renumber 2ကိုဘယ်လိုသုံးရမလဲဆိုတာသိချာသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ see you in the next video